အားလုံးပဲမယ်လာပါကျွန်တော်ရဲ့ self-learning cat channel လေးကနေအားလုံးကိုနေ့ထိစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ကအခြေခံသမားတွေအတွက် AutoCAD မှာ basic tutorial တစ်ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့က AutoCAD မှာကျွန်တော်တို့ရဲ့ပထမဆုံး design တစ်ခုကိုဘယ်လိုဖန်တီးမလဲပြီးတော့အဲ့ဒီ design အတွက်ကျွန်တော်လိုအပ်တဲ့ tools တွေအဆင့်တွေကိုကျွန်တော်ကရှင်းပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကြည့်ပြီးသွားတဲ့အခါ AutoCAD ရဲ့ basic tools တွေဖြစ်တဲ့ line ရော circle ရော rectangle tools တွေအသုံးပြုတတ်သွားမယ်ပြီးတော့ AutoCAD ရဲ့အခြေခံသဘောတရားလေးကိုနားလည်သွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်စလိုက်ကြအောင် Okay ဒီတော့ကျွန်တော် AutoCAD ကိုဖွင့်လိုက်နဲ့စပါမယ်တော့ကျွန်တော် AutoCAD ကို desktop မှာသွားပြီးတော့ဖွင့်လိုက်မယ်Okay ဒါတော့ကျွန်တော် AutoCAD ကိုဖွင့်လိုက်တဲ့အခါမြင်ရမယ့် interface ဖြစ်ပါတယ်ကျွန်တော်တို့ကတော့ခုပထမဆုံး template ကို default အနေနဲ့ပဲယူပြီးသွားလိုက်မယ်ကျွန်တော်တို့ယူသွားမှာကတော့ AutoCAD ISO drawing template ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဆက်မဲ့ AutoCAD ရဲ့ workspace ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မဆွဲခင်မှာခုနဒီနာနည်းနည်းရှောက်ကြည့်မယ်ပေါ့နော်ကျွန်တော်ဒါအခုကျွန်တော်တို့ရဲ့ပထမဆုံးရက်ွက်တက်ခုလို့ကျွန်တော်စိတ်ထဲမှာထားလိုက်မယ်ပေါ့ဒီတော့ကျွန်တော်ဒီရက်ွက်မှာကျွန်တော်ဘာရှိလဲဆိုတော့လေ့လာကြည့်မယ်ဘယ်အိမ်မှာကောင်မလေးချောချောလေးရှိမလဲဆိုတာပေါ့စတာပါ Okay ဒီတော့ကျွန်တော်ဒီဘက်ညဘက်တောင်းမှာရှိတာကတော့ view cube လို့ခေါ်ပါတယ် view ဆိုတာကြည့်တာပေါ့နော် cube ဆိုတာ4000လုံးပေါ့ answer လုံးလိုမျိုး4000လုံးပေါ့အဲ့တော့ဒါကကျွန်တော်ဟိုဒီ4000လုံးလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ drawing တွေကိုကြည့်လို့ရတယ်လို့ဆိုတာဖြစ်ပါတယ်ကျွန်တော်အခုမြင်နေရတာတော့ top view ဖြစ်ပါတယ် top ဆိုတာအပေါ်ဆုံးကနေကြည့်တဲ့ view ဖြစ်ပါတယ်ကျွန်တော် AutoCAD မှာ 2D တွေဆွဲမှာပြတာကြောင့် 2D တွေအကုန်လုံးက x y ဆိုတဲ့ axis နှစ်ခုပဲရှိပါမယ်ဒီလိုကျွန်တော်က 3D ဆွဲမယ်ဆိုရင်တော့ z axis တစ်ခုတိုးလာမှာဖြစ်ပါတယ်အဲ့တော့ဒီ workspace ကိုကျွန်တော်ပြောင်းလို့ရလားဆိုတော့ပြောင်းလို့ရပါတယ်ဟောဒီမှာကျွန်တော် setting ကိုသွားလိုက်မယ်ပြီးတော့ဒီမှာ 3D modeling ကိုနှိပ်လိုက်မယ်ဆိုရင်ဟောဒီလိုမျိုး 3D tools တွေပေါ်လာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်က new tool လေးကိုလှည့်လိုက်မယ်ဒါဆိုရင်ဒီမှာ z axis ကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော် 3D တွေဆွဲတဲ့အခါသုံးတဲ့ workspace ဖြစ်ပါတယ်ဒါပေမဲ့အခုကျွန်တော်တို့က 2D ဆင်းမှာဆိုတော့မလိုပါဘူးအဲဒါကြောင့်ကျွန်တော်က drafting and annotation ဆိုတဲ့ 2D workspace ကိုပြန်ပြောင်းလိုက်ပါမယ် Okay ပြီးရင် top view ကိုပြန်ထားမယ် Okay ပြီးတော့ကျွန်တော် AutoCAD မှာပထမဆုံးကျွန်တော် line တစ်ခုဆွဲကြည့်မယ် line ဆိုတာပါလေဆိုတော့ line ဆိုတာမြင်းဖြစ်ပါတယ် line ဆိုတာကစမှတ်နဲ့ဆုံးမတ်ကိုဆက်ထားတဲ့ဟာကို line လို့ခေါ်ပါအဲ့တော့ကျွန်တော် line ဆွဲမယ်ဆိုရင်ဟိုဒီ draw panel မှာ line ဆိုတဲ့ tool ရှိပါတယ်အဲ့ဒီ tool ကိုကျွန်တော်တို့ကသွားပြီးတော့ mouse နဲ့သွားလို့ရတယ်ဒါမှမဟုတ် L enter ဆိုပြီးတော့ comment နှိပ်ပြီးတော့သုံးလို့ရပါတယ်ဒါဆိုကျွန်တော်စမှတ်ပေးလိုက်မယ်ပြီးရင်ဆုံးမဆွဲမယ်ခုကျွန်တော်ဆွဲရ line ကမငြိမ်ဘူးဖြစ်နေပါတယ်မငြိမ်ဘူးဆိုတာကျွန်တော် direction တွေအမျိုးမျိုးသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် direction တစ်ခုပဲသွားခြင်းတယ်60 degree ဖြစ်ဖြစ်180ဖြစ်ဖြစ်တော့နှင်းဖြောင်းပေါ့နှင်းဖြောင်းပဲသွားခြင်းတယ်ဆိုရင် F8 ကိုနှိပ်ပြီးတော့ down မဟုတ်ကျွန်တော် auto ဆိုတာကိုဖွင့်လို့ရပါတယ် auto ကိုကျွန်တော်တို့က F8 ကိုဖွင့်လို့ရတယ်ဒါမှမဟုတ် mouse နဲ့ click ပြီးတောင်းလို့ရပါတယ်ဒါဆိုကျွန်တော်အခုဆိုရင် line ကညွှန်ချောင်းဖြစ်သွားပါပြီ။ပေါ်ဆိုလည်းညွှန်ချောင်းဖြစ်မယ်။ဒီဘက်ဆိုလည်းညွှန်ချောင်းဖြစ်မယ်။အောက်ဆိုလည်းညွှန်ချောင်းဖြစ်ပါမယ်။ဆိုတော့ကျွန်တော် line တစ်ခုဆွဲလိုက်။ပြီးတော့ရင် enter line တစ်ခုဆွဲပြီးသားပြီဆိုရင်ကျွန်တော်နောက်ထပ် circle တစ်ခုဆွဲပါမယ်။ circle ဆိုတာ set wine ဖြစ်ပါတယ်။ set wine ကိုလည်းဒီကနေယူပြီးတော့ဆွဲလို့ရသလို C ဆိုပြီးတော့ comment ရိုက်ပြီးဆွဲလို့ရပါတယ်ဒီတော့ C enter set wine ဆိုတဲ့အတွက်ကျွန်တော်ဘခုံမဲ့လုံးမယ် sentiment ဘခုံမဲ့ချပြီးသွားရင်ကျွန်တော်တို့က
radius တန်ဖိုးရိုက်ပါမယ် radius တန်ဖိုးကကျွန်တော်က1400ပေးလိုက်ပါမယ် okay ပြီးတော့ရင်ကျွန်တော်ကဒီစဝိုင်းလိုမျိုးကျွန်တော်ဒီဘက်မှာတစ်ခုဆွဲကျင်တယ်အဲ့တော့ကျွန်တော်ကနောက်ထပ်စီပြီးတော့ဆွဲမစင်ကျွန်တော်ကချိန်ကြနိုင်ပါတယ်အဲ့တော့ကျွန်တော်က copy ဆိုတဲ့ comment ကိုသုံးပါမယ် copy ကိုကျွန်တော် modify panel ထဲမှာသွားပြီးယူလို့ရသလိုကျွန်တော် CO enter ဆိုပြီးသုံးလို့ရပါတယ်အဲ့တော့ copy ကျွန်တော်ဆွဲကျင်တဲ့ကောင်ကို click ချမယ်ပြီးတော့ရင် enter တစ်ချက်နိုင်မယ်ပြီးတော့ရင်သူ့ရဲ့ home ကိုယူမယ်ဒီမှာထောက်လိုက်ပြီး enter အဲ့ဒါကျွန်တော် copy ကူကပြီးသွားပြီဖြစ်ပါတယ်ပြီးသွားရင်ကျွန်တော်ကနောက်ထပ် one to one ဆွဲပါမယ် radius ကတော့ကျွန်တော်က1000ပေးလိုက်ပါအဲ့ကောင်ကိုလည်းကျွန်တော်က copy ယူပြီးတော့ဒီဘက်မှာ click ချပါ okay ပြီးတော့ရင်ကျွန်တော်ကတော့ဒီဘက်နှစ်ခုကြားမှာ wine နဲ့ wine ဆွဲပါမယ်အဲ့တော့ဒီ wine နှစ်ခုကြားမှာ wine ဆွဲမယ်ဆိုတော့ကျွန်တော် circle ကိုသွားမယ်ပြီးရင် tangent radius ကိုယူမှာဖြစ်ပါတယ်ကျွန်တော် tangent တစ်ခုကြားမှာဆွဲမှာဖြစ်တာကြောင့် tangent radius ကိုယူရမှာဖြစ်ပါတယ် okay tangent ပြီးတော့ရင်ကျွန်တော်က radius ကိုဘယ်လောက်ပေးမလဲဆိုတော့3000ပေးလိုက်မယ် okay ပြီးတော့ရင်ကျွန်တော်ကဒီဘက်ကျွန်တော်လိုချင်တာဒီမြင်းလေးပဲဖြစ်ပါတယ်ဒီဘက်အချမ်းကိုမလိုချင်ပါဘူးအဲကြောင့်ကျွန်တော်က train ဆိုတဲ့ tr enter ဆိုပြီး2ကိုသုံးမှာဖြစ်ပါတယ်ပြီးတော့ရင်ကျွန်တော်မလိုတဲ့အပိုင်းကိုဖြတ်လိုက်မယ်ဒီ line ကိုလည်းကျွန်တော်က erase ဖြစ်လိုက်မယ်အဲ့တော့ e enter line click enter okay ပြီးတော့ကျွန်တော်ဒီ line ကိုဒီဘက်မှာဆွဲမယ်အဲ့တော့ကျွန်တော်ခုနလိုမျိုးဆွဲမယ်ဆိုရင်ဒီရောက်သွားမယ်ဆွဲမယ်ဆိုရင် train လောက်ရအောင်မယ်ဆိုတော့အချိန်ကြာမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်က mirror 2ကိုသုံးမှာဖြစ်ပါတယ် mirror ဆိုတော့ကျွန်တော်ကြည့်နေတဲ့မျက်နှာကိုမှန်ရေးဟိုဘက်မှာသွားပေါ်လို့မျိုးကျွန်တော်တို့ရဲ့ဒီ line ကိုလည်းသူ့ရဲ့တခြားဘက်ချမ်းမှာပေါ်အောင်လုပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် mirror ကိုလည်း modify ကနေ mirror မှာသွားပြီးယူလို့ရတယ်ဒါမှမဟုတ် m I ဆိုရဲ mirror comment ကိုယူပြီးဆွဲလို့ရပါတယ်အဲ့တော့ enter ပြီးရင် click enter ကျွန်တော် center မှတ်ယူမယ် center မှတ်ယူတဲ့ပြီးရင်ကျွန်တော်ကိုလိုချင်တဲ့ဘက်ကိုလက်ကြည့်မယ် okay ဒါကျွန်တော်လိုရတာဆိုတော့ click ပြီးရင် no okay ဒါကျွန်တော်လိုချင်တဲ့ပုံလေးဖြစ်ပါတယ် okay ဒီတော့ကျွန်တော်ဒီပုံကိုရွှေ့မယ်ဆိုရင်ဘာနဲ့ရွှေ့မလဲဆိုတော့ move comment နဲ့ရွှေ့ပါမယ် move ကတော့ m ဆိုပြီးရေးလို့ရပါတယ်ဒါမှမဟုတ် modify panel မှာ move ကိုသွားပြီးစစ်လို့ရပါတယ်ပြီးရင်ကျွန်တော် move select မှတ်လိုက်မယ်ပြီးသွားရင် enter ကိုရွှေ့ရင်လည်းဖက်ကိုရွှေ့မယ်ရွှေ့တဲ့အခါဒီမှာကျွန်တော်အခု line ကခုလိုမျိုးမြင်းဖြောင်းတွေပဲဖြစ်နေပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်ခုနက auto mode ကို final လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်က auto mode ကိုပြန်ပိတ်လိုက်မယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော် direction အောင်ကိုရွှေ့လို့ရပြီဖြစ်ပါတယ် okay ပြီးသွားပြီဆိုရင်ကျွန်တော်က return တစ်ခုဆွဲပါမယ် return ကတော့ကျွန်တော်ဟောဒီ draw panel ထဲမှာ return ကိုသွားပြီးယူလို့ရသလို rec ဆိုပြီး comment ရေးလိုက်လို့ရပါတယ် enter okay ကျွန်တော်ပုံလေးဆွဲပြီးသွားပြီဆိုတော့ဟောဒီပုံလေးကို save မှတ်ပါမယ် save ကတော့ menu ကနေ save as ကိုသွားမယ်ပြီးတော့ရင်ကျွန်တော်အရင်မှတ်ထားတော့ဖြစ်ပါတယ်ပြီးရင် save okay ဒါကတော့ဒီနေ့မှာကျွန်တော်တို့ AutoCAD ရဲ့ basic tools တွေဖြစ်တဲ့ line တွေ circle တွေပြီးတော့ rectangle ပြီးတော့ modify tools တွေဖြစ်တဲ့ copy move ပြီးတော့ train
mirror တို့ကိုအသုံးပြုပြီးဆွဲထားတာဖြစ်ပါတယ်။ Okay ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစ်စုံတစ်ခုကြိုးရှိတယ်ဆိုရင်တော့ကျွန်တော်ရဲ့ page နဲ့ channel လေးကို follow and subscribe လုပ်ပေးပါဖို့တောင်းဆိုပါတယ်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးတစ်ခုဖြစ်ကြပါစေ။